ခொနည်းသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်အိဋ္ဌသဘောတွေကိုစောင့်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောတွေကိုစောင့်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတသက်စင်အောင်လွှမ်းပါစေ2026ခုနှစ်ဇန်နဝါရီလ18ရက်နေ့တနင်္ဂနွေသားသမီးများအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ်တနင်္ဂနွေသားသမီးများအတွက်ဒီနေ့မှာသူများပြဿနာကိုပြဿနာဆိုသလိုမျိုးတွေဖြစ်တဲ့မြည်သည့်အရာကိုမှဒီနေ့အတွက်ခေါင်းခံပေးတာမျိုးတွေအာမခံပေးတာမျိုးတွေမလုပ်နဲ့เนาะအစင်မပြေဖြစ်တဲ့အလုပ်ထဲမှာလည်းစိတ်ညစ်စရာဆရှုပ်စရာစိတ်တွေတအားမွန်းချက်စရာများနဲ့လည်းဒီနေ့မှာကြုံရတတ်တယ်เนาะကျမ်းမာရေးအနေနဲ့လည်းခေါင်းမူတဲ့ခေါင်းကိုက်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တဲ့အခြေရေးမှာတော့ဒီနေ့မှာအတင်အမြင်လွဲမစရာများနဲ့လည်းကြုံရတတ်တယ်เนาะအိမ်တော်ရေးမှာတော့ဒီနေ့အတွက်အေးချမ်းတာယာအစဉ်ပြေအောင်မြင်တယ်เนาะအကျိုးပေးတဲ့ကဏ္ဍကတော့4နဲ့6ဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်မှာအစိမ်းရောင်နဲ့အပြာရောင်ပဲဖြစ်ပါတယ်ရှရီယာအနေနဲ့မိမိအိမ်ရှိပြားမှာပေါင်မုတ်5ချက်ကလူပေးရမှာဖြစ်ပါတယ်ရှင်